အဲ့ဒီမနေ့မှာပေါင်းပစ္စည်းရပါလိမ့်ရှိတယ်ပြောကြည့်တယောက်ကြည့်လို့ကောင်းကြီးအဲ့ဒါပြောကောင်းကြီးပါနေတယ်ဟုတ်ရောချင်းလို့ရေးတယ်ချင်းလို့တတ်ဖတ်မယ်ချင်းပါတောင်းရင်းပါတယ်ချင်းပါစီးပါတယ်ဆရာလက်ကြတယ်စီးပါတယ်ဟုတ်ပြီအဲ့ဒီမှာပါသေးတယ်မြေပဲပါဆိုရအောင်ဒီပါနော်ဘယ်လိုလဲနော်ပါလေးကောင်းကြီးပါတော့ကောင်းကြီးအဓိကပါလို့နေစီနေ3 ယောက်ပါဟမ်3 ယောက်လူ3 ယောက်လည်းတော့လူ3 ယောက်ပါမယ်ကျန်တော်လိုက်တာဟုတ်တယ်လေအဲ့တို့ကပါလို့လို့ထိုးလို့ရမှာနော်ပြီးတော့ဒီနေ့ရပါလေဘုံရည်နဲ့ထိုးရမယ်ဒီနေ့တော်လာပြီဒီနေ့နဲ့အဲ့တော့ပါရအောင်တင်သားရောပါပါဝင်ပစ္စည်းအပြင်ကသုံးတဲ့ပစ္စည်းကိုပါဝင်ပစ္စည်းရမှာအားကြတယ်ရေမထက်မနဲ့ရပါမလားမရဘူးလေဟုတ်တယ်မလား